ပြဝန်းနေခြင်းဒုက္ခတွေမှာရောက်ရှိနေလို့ချိန်မှာရင်ဆိုင်ရသောခီးလန်းနေကေကိုချမ်းတမ်းလို့နေခက်တန်နေတဲ့ဘဝယုံကြည်နေရှိတော့ကဝေဒနာတွေကြားရင်ဆိုင်ရသောဘဝတိုက်ပွဲတွေလမ်းပြပေးမှုပါနှုတ်ဆက်ဆုံးစမ်းခြင်းတွေ့ကြုံဒုက္ခဝမ်းနေနေလို့ချိန်မှာရင်ဆိုင်ရသောဘဝလမ်းတွေကေကိုချမ်းတမ်းလို့နေစိတ်ပြည့်ကြေခွေခြင်းယုံကြည်မြဲရှိတော့ကပူမီများကိုယ်တော်ရှင်သာဘဝဖြစ်တဲ့လမ်းခရီးဖြစ်သည်လူအတော့ရာအလုံးတို့ကိုပြရှင်အနန္တာတင်လို့နေမြပြရှိမှလူထောက်တောင်းခံပါယေရှုရှင်အားကျွန်ုပ်၏ကြောင့်ဖြစ်တော်မူ၏ကိုယ်တော်ရှင်